တင်ကျင်မှာဥလန်းကြောင်းအတွက်အကျိုးပြုသရှိ probiotic ဘက်တီးရီးယားများပါဝင်ပါတယ်။ ကီဖီမှာလည်းခနာကိုယ်ထွက်အချို့ပြုဘက်တီးရီးယားများပါဝင်ပါတယ် kimchi စခရောက်စတဲ့အစာအစာတွေကအချင်းဖောက်ထားတာဖြစ်ပြီး probiotics များကျွဲဝစွာပါဝင်ပါတယ် အုတ်ကြုံ oats မှာအမြင့်တက် fiber မြင့်မားစွာပါဝင်တာကြောင့်အစာကြီးစနစ်ကိုအထောက်အကူပြုစေပါတယ်။နှပြောသီးမှာအမြင့်တက်နဲ့ prebiotics များကျွဲဝစွာပါဝင်ပါတယ်။မုံလာဥနီ carrots မှာအမြင့်တက်ပါဝင်မှုမြင့်မားတာကြောင့်အစာဟောင်းစွန့်ခြင်းကိုမှန်ကန်စေပါတယ်။ ကိုင်လာမှာအမြင့်တက်နဲ့တတိုးဆန့်ကျင်ဖြစ်ရှိ antioxidant များကျွဲဝစွာပါဝင်ပါတယ်။ Canute asparagus မှာပါဝင်တဲ့ fructans ဓာတ်ကဦးလန်းချောင်းအတွင်းမှာရှိတဲ့အကျိုးပြုပိုးမွားများကြီးထွားမှုကိုမြင့်တင်ပေးပါတယ်။ ကျက်သွန်ဖြူမှာအကျိုးပြုဘက်တီးရီးယားများကိုအာဟာရဖြစ်စေတဲ့ prebiotics များပါဝင်ပါတယ်။ ဂျင်းကြကတော့အစာချေစနစ်ကိုကူညီပေးပြီးရောင်ရမ်းမှုတွေကိုရော့ကျစေပါတယ်။ ကြီးယာဆေးတွေကတော့ဦးလန်းချောင်းကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစာအစာဖြစ်ပါတယ်။